စပင်အောင်ရန်ထူတဲ့စံသားရန်ထူပြီးတော့မှဘာကိညံ့မလဲဆိုပြီးတော့ခတ်တွေ့နေတဲ့ brother တွေကိုဒီဗီဒီယိုမှာစပင်ထူတဲ့လူတွေညှက်တဲ့ဆုံးစပင်ကေ9မျိုးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်စပင်ထူတဲ့သူတွေအနေနဲ့နံပါတ်1ညှက်တဲ့ဆုံးကေတစ်မျိုးကတော့ texture crop ပါရှေ့ကိုပုံထဲမှာလို့အော်လေးချထားတဲ့ပုံစံမျိုးတွေနဲ့တော့တင့်တော်ပြီးတော့ကြည့်ကောင်းတဲ့ဟိုပေါင်းပေါင်းလေးလည်းပို့ပြီးဖြစ်စေရပါတော့စပင်အောင်ထူတဲ့အတွက်နံပါတ်2တစ်မျိုးကတော့ two block hairstyle ဒီပုံမှာပြထားသလိုကိုရီးယားပုံစံထားလေးရတယ်အော်လေးထူထူလေးဆိုတော့ပို့ပြီးလဲကြည့်ကောင်းပြီးတော့လိုက်ဖတ်ပါတယ်နံပါတ်3တစ်မျိုးကတော့ quick hairstyle အပေါ်ပင်းထောင်နေထားတဲ့ပုံစံမျိုးတွေနဲ့စပင်ထူတဲ့ညီကိုတွေပုံသွင်းရတာလွယ်ပြီးတော့မှလုံးဝကိုလိုက်ဖတ်ပါတယ်နံပါတ်4တစ်မျိုးကတော့ comma hairstyle မှာတုံးချိုးတချိုးပေါ့နော်လင်ပြပြပြထားတဲ့စပင်ကြီးနဲ့လည်းစပင်ထူတဲ့ညီကိုတွေညှက်လို့အဆင်ပြေပါတယ်နောက်ဆုံးတစ်မျိုးကတော့အနာကတ်ပါအနာကတ်ကိုအောက်ခြေပပပြောင်လေးပေါ့နော်အနာကတ်တော့အဲ့လိုလေးထားရတယ်ထားပြီးတော့မှပေါ်အပင်းထောင်ထားတာတို့ဒါမှမဟုတ်ဘေးသိမ်းလိုမျိုးထားတာအဲ့လိုကေမျိုးလေးတွေဆိုရင်လည်းစပင်ထူပြီးတော့မှမာကေထားရမလဲစဉ်းစားခတ်နေတဲ့သူတွေနဲ့လုံးဝကိုတက်တော်ပြီးကြည့်ကောင်းပါလိမ့်မယ်ဗျ။နောက်ဆိုရင်စပင်ထူတဲ့သူတွေဘယ်လိုကေလေးတွေထားရမလဲဆိုတာကိုသိလောက်ပြီလို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်အခုပြောပြခဲ့တဲ့ကေလေးတွေကိုလိုက်ပြီးတော့ try ကြည့်ပါစပင်ထူတဲ့ brother တွေအဆင်ပြေပါလိမ့်မယ်။ဒီဗီဒီယိုကမိတ်ဆွေတို့ညီကိုတို့အတွက်ကြိုးချတဲ့ဆိုရင်ကျွန်တော်ကောက်လေး follow ပေးဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။